ဂုံလုံးလေးပါသာပါတယ်မနေကြီးထွေးမိသားစုကိုစက်ယုံမှာ900အခမဲ့ရောင်းခွင့်ပေးလိုက်တဲ့စိုင်းရင်မိုးဆက်ဆရာဦးအောင်ကျော်ထွန်းအေယာရီတိုင်းရေကြီးမြို့နယ်တီရာကုန်းပြင်တက်တန်းကျောင်းကနေသုံးဝန်ထမ်းကိုလေးပါသာဂုံလုံးနဲ့ထူးထူးချွန်အောင်မြင်ခဲ့တဲ့မနေကြီးထွေးအတွက်နာမည်ကြီးစိုင်းရင်မိုးဆက်တဲ့ပင်ကဆက်ဆရာဦးအောင်ကျော်ထွန်းကစိတ်ကူးကောင်းနဲ့ကုညီမှုတစ်ခုကိုလှုပ်ဆောင်ပေးခဲ့ရလဲဖြစ်ပါတယ်။အဲဒါကတော့ငွေကြေးအလုံးအရင်ထောက်ပံ့တာမျိုးမဟုတ်ဘဲနဲ့စိုင်းရင်မိုးစက်ယုံရှင်းမှာမိသားစုအတွက်ရသက်မဲ့900အခမဲ့ရောင်းခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ကုန်နေရခနဲ့ဈေးကောက်ခတွေကိုလုံးဝပေးစရာမလိုပဲအခမဲ့ရောင်းချခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ဒီလိုလုပ်ပေးရတဲ့အကြောင်းရင်းကိုလည်းဆက်ဆရာဦးအောင်ကျော်ထွန်းကတေချာလေးကိုရှင်းပြခဲ့ပါတယ်။ငွေကြေးအဖြစ်တိုက်ရိုက်ပေးလိုက်ရင်ငွေနောက်လိုက်ပါပြီးခလေးပြည့်စည်သွားနိုင်သလိုမိဘတွေအနေနဲ့လည်းနှလုံးသုံးလုံးထိုးပြီးတော့အလဟတာကောက်ဆုံးသွားမှာကိုစိုးရိမ်လုံးဖြစ်ပါတယ်လို့ဆိုရပါတယ်။တကယ်လို့900ရောင်းချခွင့်ရထားမယ်ဆိုရင်တော့စံခွင့်တိုင်းနေ့စဉ်ပုံမှန်ဝင်ငွေလေးရှိနေပြီးတော့ခလေးရဲ့ရှေ့ဆက်မဲ့ပညာရေးအတွက်ရေရှည်ပို့ပြီးတော့ထောက်ကူရရှိစေမှအသေးကြပါအခက်အခဲတွေကြားတဲ့ကစူးစမ်းခဲ့တဲ့ဂုံလုံးရှင်ခလေးငယ်လေးတွေအတွက်တကယ်ကိုလက်တွေ့ကြပြီးတော့ရေရှည်အတွက်တွေးထားပြီးတော့စဉ်းစားပေးထားတဲ့ဆက်ဆံဦးအောင်ကျော်ထွန်းရဲ့ကုညီပတ်ပုံမှုလေးကတကယ်ကိုထူးခြားပြီးတော့ချီကျိုးစရာကောင်းတဲ့လုပ်ရလေးတစ်ခုပဲဖြစ်ပါတယ်။ပြည်သက်တွေကရောဆက်ဆံဦးအောင်ကျော်ထွန်းရဲ့လုပ်ရလေးကိုဘယ်လိုမြင်လဲဆိုတာမိမိတို့အမြင်လေးကိုခွန်မရေးသွားပေးခဲ့ကြပါအောင်ရှင်။အမျိုးသမီးပြည်သက်တွေနှခမ်းတဲ့မျက်နှာကိုဝိုင်းနှန်းကြလို့ယောဂကူးစက်နိုင်ခြင်းမြင့်မာနေတဲ့မင်းသားဆိုင်ရင်မို့ပြည်သက်တွေအားလုံးပဲမင်္ဂလာပါရှင်။ချစ်လွန်းလုံးအန္တရာယ်များတယ်ဆိုတဲ့စကားအတိုင်းပါပဲ။ဆိုင်ရင်မို့ကိုချစ်မြတ်နိုးကြတဲ့အမျိုးသမီးပြည်သက်တွေရဲ့အပြုအမူတချို့ကမင်းသားအတွက်ကျမရဲ့အန္တရာယ်ကြီးတစ်ခုဖြစ်လွတ်လာနေပါပြီ။အရှိမြမဆက်သမင်လောကမှာဆိုင်ရင်မိုးလောင်စောင်းပွင့်တဲ့မင်းသားမရှိဘူးလို့ပြောရင်လည်းမမှားပါဘူး။သူကပြတဲ့ပွဲတိုင်းမှာပြည်သက်တွေကပွဲကင်းပြအားပေးကြလို့စူးကြတဲ့အစီအစဉ်ရောက်ရင်လည်းမင်းသားကိုဝိုင်းဝန်းပြီးတော့အားပေးကြတာကကြီးနိုးစရာကောင်းပါတယ်။ဒါပေမဲ့ဒီအချက်တွေရဲ့နောက်ွယ်မှာကြောက်စရာကောင်းတဲ့ကျမကြီးချိန်ချောက်မှုတစ်ခုရှိနေတာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့စူးချရင်နဲ့မင်းသားရဲ့ပါတွေကိုနှက်ခမ်းတွေနဲ့အလူရဲ့နမ်းရှုံနေကြတဲ့ကိစ္စပါပဲ။ဆက်ပွဲကြီးတစ်ခုမှာလာရောက်အားပေးတဲ့ပြည်သက်ဆိုတာရာနဲ့ချီထောင်နဲ့ချီရှိနေတာလည်းဖြစ်ပါတယ်။ဒီလူအုပ်ကြားထဲမှာကျမကြီးမကောင်းတဲ့လူရှိသလိုဖျားနေတဲ့သူတွေအရေးပြားယောဂရှိတဲ့သူတွေထုတ်ဝေးမိတဲ့သူတွေဘီဘိုးစီဘိုးရှိတဲ့သူတွေစသဖြင့်အမျိုးမျိုးသောယောဂသမားတွေရှိနေနိုင်ပါတယ်။ဆိုင်ရင်မိုးကိုလာရောက်ဆူချကြတဲ့အမျိုးသမီးပြည်သက်တွေအများစုကမင်းသားကိုလက်ဆွဲနှုတ်ဆက်ယုံနေမကပဲအားမရလို့ဆိုပြီးတော့မျက်နှာကိုပါကင်တွေတာတချို့ဆိုရင်ပါးကိုနမ်းတာတွေနှက်ခမ်းချင်းမှာထိကပ်ပြီးတော့နမ်းဖို့စ조사နေတာတွေလှုပ်ဆောင်နေရလဲတွေ့ရှိရပါတယ်။ဒါဟာချစ်လို့ပါဆိုတဲ့ခေါင်းစဉ်တက်ထားပေမဲ့စက်မရေးရှူတော့ကကြည့်မယ်ဆိုရင်တော့တကယ်ကိုအန်ဒီယန်ကြီးမားလုံးတဲ့လောက်ရတစ်ခုပဲဖြစ်ပါတယ်။စဉ်းစားကြည့်ပါရှင်။တညလုံးကပြ3000ခန်းနာရတဲ့မင်းသားတယောက်ကပြင်းမဲနွမ်းနေပြီးတော့ကုခံအားကျဆင်းနေတဲ့အချိန်မှာဒီလိုအချိန်မျိုးမှာလူပေါင်းစုံရဲ့တရေချွေးတွေအသက်ရှူငွေတွေကမင်းသားရဲ့မျက်နှာနဲ့နှက်ခမ်းပေါ်ကိုဓာတ်ရိုက်တက်ရောက်နေတဲ့အခါယောဂကုသနိုင်ခြင်းဟာအလွန်မြင့်မားသွားတတ်ပါတယ်။